ဘာမပြောအောင်ပြောရတာဘယ်သူနဲ့ပြောတော့ဆိုနတ်ကတော်နဲ့ပဲပြောရတာဂျားထဲမှာနတ်ကတော်နဲ့ပဲဆက်သွယ်ရအဲ့ဒီတိုင်းပဲဘာမှမထူးနော်အေးဘုရားမြတ်စွာရဲ့တရားတော်ကြတော့ဒီလိုဂျားကံပုဂ္ဂိုလ်ဆိုတာရှိတာမဟုတ်ဘူးကိုယ်တိုင်လို့ကိုယ်တိုင်သိနိုင်တဲ့တရားဆိုအင်တမခြေလက်ဆရာကောင်းတယ်လို့ဒါမတူတဲ့သဘောကိုသိထားဖို့လိုအပ်တာပေါ့ကောင်းပြီစိတ်ပူပန်မှုတွေစိတ်ဖိစီးမှုတွေဆိုတာလူတိုင်းမှာမကဲနိုင်တာဖြစ်တော့ကြောင့်အဲ့ဒီစိတ်ပူပန်မှုတွေမဖြစ်ရနိုင်အောင်ဘယ်လိုလုပ်မလဲအခုနိုင်ငံတကာကဒီအချက်ကိုအများကြီးစိတ်ဝင်စားနေတယ်အများကြီးစိတ်ဝင်စားလို့ဘာသာရပ်တစ်ခုတောင်မှတည်ထွင်ပြီးတော့ဘုရားရဲ့တရားတော်ကိုနောက်ကနေလိုက်ပြီးတော့ဘာသာရပ်တစ်ခုအနေနဲ့တက္ကသိုလ်မှာသင်ကြားတဲ့ဘာသာရပ်တစ်ခုအနေနဲ့သင်ပြနေတာတောင်ရှိတယ်သူတို့ဘာသာရပ်ကိုအတူကောင်းနာမည်ပေးထားတဲ့အခါကျတော့ MBSR လို့နာမည်ပေးထားတယ်ဟုတ် MBSR ဆိုတာ mindfulness based stress reduction လို့ခေါ်တယ် M ဆိုတာ mindfulness B ဆိုတာ based S ဆိုတာ stress R ဆိုတာ reduction mindfulness based stress reduction ဆိုတာဘာပြောတာလဲဆိုတတိကိုအခြေခံပြီးတော့စိတ်ဖိစီးမှုစိတ်ပူပန်မှုတွေကိုလျှော့ချခြင်းလို့ဒီလိုပြောတာနော်အဲ့ဒါဟာတတိပဒံကျင့်စဉ်ကိုပေါ်ထုတ်တာပဲဖြစ်တယ်ဒီကျင့်စဉ်ကဘယ်ကလာတာလဲလို့ဆိုရင်ဘုရားရဲ့ဒေသနာတော်တွေတဲကလာအဲ့တော့နိုင်ငံခြားတိုင်းတစ်ပါးဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေတောင်ဘုရားမြတ်စွာရဲ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့လက်ခံကျင့်သုံးလာမှုတွေဒီကလေးရှိတာအဲ့ဒါတွေကိုလည်းဘုရားကိုယုံကြည်ကိုးကွယ်တဲ့ဘုရားဘာသာဝင်တွေဟာအလူဒါနာလေးလုံးယုံနဲ့သီလလေးစောင့်တည်ယုံနဲ့ဒီလိုရှင်းနှပ်ပြီးတော့မနေကြပဲနဲ့အလူဒါနာလည်းလုံးရမယ်သီလလည်းစောင့်တည်ရမယ်အခုပြောတဲ့စိတ်ပူပန်မှုတွေကိုလျှော့ချတဲ့လက်တွေ့ကျင့်သုံးကျင့်ဆောင်မှုတွေကိုလည်းလုပ်ဖို့လိုအပ်တယ်အဲ့ဒါမှရသော်ဘုရားရဲ့အဆုံးအမဩဝါဒပြည့်ပြည့်စုံဖြစ်တယ်ပေါ့အေးဒါကြောင့်ဒီစိတ်ပူပန်မှုကိုလျှော့ချကျင့်မယ်ဆိုလို့ရှိရင်ဘယ်လိုကနေစကျင့်ရသော်ဘုရားဟောထားတဲ့တုတ်တန်တစ်ခုကိုခြေခံပြီးတော့ဘုန်းကြီးတို့တွေဒီနေ့ရှင်းပြီးတော့ပြောဘယ်လိုငမ်းမဲ့လို့အရေးကြီးဆုံးရသော်ဘုရားကမဂ္ဂင်၈ပါးဆိုတာလမ်းခင်းပြထားတာရှိနော်လမ်းခင်းပြထားတယ်အလုံးသိကြတဲ့အတိုင်းမဂ္ဂင်၈ပါးဆိုတာဟာတစ်ခုနဲ့တစ်ခုအင်တန်မှဆက်သွယ်ပြီးတော့ဟောကြားထားတဲ့တရားတစ်ခုမဂ္ဂင်၈ပါးကိုအရင်သဘောပေါက်အောင်ပြောရမယ်ဆိုမက္ခဆိုတဲ့ရဲ့အဓိပ္ပာယ်ကစပြီးပြောမက္ခကိုဒီကနေ့အင်္ဂလိပ်လို